နောက်ဆရာမတယောက်ကပို့ဆိုသေးတယ်ဝါကောင်လာပြောင်းမိချောင်းဖွေးဖွေးမိုးအေးတဲ့ဆရာမတင်းတယ်အခုလေဝါကောင်လာဆိုရင်လေတဲ့မိုးလေးကဖွေး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 နဲ့တက်ပြီးဟိုက်မြစ်ထဲမိချောင်းတွေဖွေး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 နဲ့တက်လာတော့ဟာဒီကောင်လေးလန့်သွားကြည်စမ်းဒီအိမ်ရောက်တော့မေကတားရီနွားစာလေးဆင့်ခတ်ပါဦးအမလီဝါကောင်သတင်းကျွတ်ဟိုဘက်တစောင်းမုံကြမှာခတ်မယ်အဖေခတ်ခိုင်းဘာလို့တော့အမလီဒီလိုဝါကောင်လားဆိုမိုးလေးဖိုးဖိုးနဲ့မိချောင်းတွေခမရလှိမ့်လှိမ့်တက်တာခမရတော့တစ်သက်လုံးမပြောခဲ့ဘူးကြည်စမ်းဆရာမကပြောလို့ပေါ့မိချောင်းမပြောပါနဲ့ဟေးအိမ်မြောင်တော်မတွေ့ဘူးပါဘူးတို့တို့လည်း60ကျော်ပါပြီဟာခမရစားရဲလည်းပါတယ်ဆရာမလည်းပြောလိုက်တယ်မလို့နဲ့သတင်းကျွတ်ဟိုဘက်မှာမေးကျွန်တော်ခတ်မယ်မနေ့တုန်းကသားတို့သမီးတို့လေတဲ့ဆရာမတင်လာမိချောင်းဖွေးဖွေးမိုးအေးမိချောင်းတွေဖွေးဖွေးတက်လာတယ်မလားတဲ့ခလေးတွေကကောင်းနေမျက်လုံးပြူးနေဒီခေတ်မဟုတ်တော့ပါကွယ်တဲ့ဒီခေတ်တော့မော်တော်ပန်ကာတွေခုတ်လို့သေးကုန်ပါပြီတဲ့